Hello အားလုံးပဲမင်္ဂလာပါဗျာအခုလို့ရာသီဥတုနဲ့ rainbow လေးတစ်ခုကိုမြင်ရမယ်ဆိုရင်ပရိသတ်ကြီးစိတ်ဝင်စားလားအဲ့ဒီ rainbow လေးတွေက parrot လေးတွေဖြစ်ပါတယ်အဲ့ဒီ parrot လေးတွေရှိတဲ့အိမ်လေးကိုအလဲသွားမှာဖြစ်ပါတယ်အဲ့ဒီအိမ်လေးကဘယ်မှာရှိလဲဆိုတာလိုက်ခဲ့ပြပါဦးပရိသတ်ကြီးရေကိုထုခေါ်လာတဲ့ဒီတက်တဲ့ rainbow လေးရှိတယ်ဆိုတဲ့အိမ်လေးကတော့ဟောဒီအိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာအထဲမှာဗာလေးတွေရှိမလဲဆိုတာဆက်လက်စောင့်ကြည့်ပေးကြပါဦးเนาะဒီကောင်လေးရောက်ရင်လေတူကြတော့ဒီဘန်ကောက်မှာဝယ်တဲ့ပန်းမော်မူတွေပေါ့နော်ပန်းမော်မူတွေဈေးက350ကျော်လောက်ကစပြီးတော့ quality ကောင်းတယ် grade နဲ့ body size ကြီးနဲ့အရောင်လေးလာမယ်80ဝန်းကျင်ပြီးရှိတယ်ဟုတ်ကဲ့ဒီအခုဒီကကောင်လေးဆိုလို့ရှိရင်တော့80ကျော်အဲဒီ umbrella လေးဆိုလို့ရှိရင်လည်းအဲ့လို60ဝန်းကျင်ကဟုတ်ကဲ့အဲဒီ fan ပေါ်မူတည်ပြီးတော့ grade on site ပေါ်မူတည်ပြီးတော့80ကျော်80ဝန်းကျင်ပြီးရှိတယ်ဒီ Morgan ကော်ကတူးလေးဆိုလို့ရှိရင်လည်း390ဝန်းကျင်ကနေစပြီးတော့ဒီကောင်ကြောင့်အဲ့ကော်ကတူးထဲမှာ body size အကြီးဆုံးပါလို့နော်ဒီမော်လကန်တွေက body size ကြီးနဲ့အကြောင်းပန်းအောင်ပုံများလေဈေးပိုကြီးတယ်နော်390ကျော်ကနေစပြီးတော့135တိတ်ဟုတ်ကဲ့ဒီစီပန်းရအောင်တန်းနေပို့ပြီးတော့တန်ဖိုးကြီးတွေပို့ပြီးတန်ဖိုးကြီးတွေပေါ့နော်ဟုတ်ကဲ့350 160တိရှိတယ်နော်ဟုတ်ကဲ့ကာလာပုံဟုတ်ဟုတ်နော်ဒီကောင်လေးကတော့ scarlet မှာပေါ့ဟုတ်ကဲ့အဲ့ကောင်လေးကကျတော့ဒီလူကြိုက်အရန်ကိုတော်တော်ကြိုက်ရတယ်နော်ဒီကောင်ကဒီအခုဒီကအကောင်ဆိုပြီးဒီ300ဝန်းကျင်ဒါပေမဲ့ဒီကောင်တော့မှအလက်တန်းစားပဲရှိတယ်ဟုတ်ကဲ့နော်ဒီကောင်ဒီခန္ဓာကိုယ်ပေါ်ကအဝါရောင်ပုံပြီးတော့ဈေးရ300လောက်ပဲရှိတယ်ဒါပေမဲ့ဒီ400ဝန်းကျင်ဆိုတာလည်း200ကျော်လောက်ကနေစပြီးရှိတယ်ဟုတ်ကဲ့ဒီဝယ်တဲ့ကိုကြီးကပြောတဲ့ quality ပြီးတော့ဈေးရအစားအစာဖြစ်သွားတယ်ဒီကောင်ကကျတော့အာလီကွင်းမှာကောဒီကောင်နေလဲအဲ့လိုပဲ100ဆုံးဆုံးကနေစပြီး200ပတ်ချတယ်ရှိတယ်ဟုတ်ကဲ့အဲ့ဒီလေးအယောင်လှကဲ့တိုင်လက်မတင်ဆော်လေဟာရခခဲရတော့အဲ့သူတို့လေးတွေမွေးမဲ့ဆိုလို့ရှိရင်နော်ဘယ်လိုစပြီးတော့ပြင်ဆင်ရမလဲဟုတ်သူတို့လေးတွေကိုကျွန်တော်အခုမွေးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအပေါက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ A21 သို့မဟုတ် A90 ဆိုငှက်ပေါက်စာလေးရှိရပါတော့ငှက်ပေါက်စာလေးကျွန်တော်တို့ဆိုလို့ရှိရင်ဒီလို K လေးဒီ K လေးနဲ့ကျွန်တော်ထည့်တယ်ပြီးလို့ရှိရင်ဒီကောင်မျိုးမနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ်ညနေတစ်ကြိမ်ညတစ်ကြိမ်ပေါ့နော်သူကအရွယ် site ပေါ်မူတည်ပြီးအစာတစ်နေ့ကို4ကြိမ်ခွန်ရတာရှိတယ်3ကြိမ်ခွန်ရတာရှိတယ်ဒါကျွန်တော်ငှက်ပေါက်လေးကိုစပြီးထိန်းသိမ်းပြုစုရမယ်အရွယ်ပေါ့နော်အဲ့ရနေပြီးကျွန်တော်အရွယ်လေးနည်းနည်းကြီးလာပြီဆိုလို့ရှိရင်တို့အစာကောက်ကမယ်ပေါ့အစာခွန်နာနေပြီးတော့တို့အစာသူ့စားတတ်ဖို့အတွက်အစာကောက်ကျင့်မှုတော့ကျွန်တော်ဒီတီးစုံချက်ကလေးရှိရယ်ဒီအသီးနှံထဲမှာဆိုလို့ကျွန်တော်ပန်းသီးလေးတွေပြောင်းမှုလေးတွေမုံလာဥလေးတွေသူတို့အတွက်ဗီတာမင်ဓာတ်တွေပါမယ်အသီးနှံလေးတွေနော်အဲ့ဒါလေးအတုံးလေးလုပ်မယ်လုပ်ပြီးသူတို့စာဟိုခွက်ကလေးနဲ့ချပြီးမယ်နော်ဒီအစာလဲခွန့်တယ်ဒီအဲ့ဒါလေးတွေသူတို့စမ်းကောက်မယ်ပေါ့နော်ဟုတ်ကဲ့စမ်းကောက်သူတို့ထိန်းဖို့ဆိုလို့ရှိရင်ပေါ့ဟိုကိုကအချိန်ပေးနိုင်တဲ့လူဆိုရင်ပို့ပြီးအဆင်ပြေပေါ့နော်ဒီကောင်လေးအချိန်ကတနေ့ကို3နိုင်4နိုင်လောက်သူတို့နဲ့တရင်တနည်းအချိန်ပေးနိုင်လို့ရှိရင်ပို့ပြီးမွေးလို့တင့်တော်ပေါ့နော်တချို့မျိုးမွေးထားတယ်တောင်လေးပဲထည့်ထားလို့ရှိရင်သူတို့မှာ stress ဝင်တာမျိုးတွေစိတ်ထိခိုက်တာမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟိုသူတို့မွေးမယ်ဆိုလို့ရှိရင်တော့တေချာလေးအချိန်ပေးရမယ်သူတို့အကြောင်းလေးတေချာလေးလာမယ်လူအရန်တော့ကျင်တယ်အဲ့အတွက်ကလုံးဝစိတ်ပူတာမလို့ပေါ့နော်ဒီရှိုးလိုမျိုးအလှဒီလိုမျိုးကောင်ကြီးကြီးအမိရှိလိုချင်တော့ဒီမှာကောမျိုးစိတ်တွေရွေးပေါ့ကိုကမဟုတ်ဘူးလူနဲ့တိတ်ကြီးနေခြင်းနဲ့အဲ့လိုကတ်တယ်ဆော့တယ်ခုနဒီကောင်လေးလိုရအောင်ကောင်းရမ်းအဲ့လိုမျိုးကဲကျင်တယ်ဆိုတော့ကျွန်တော်တို့ဒီကောက်ကတူးမျိုးစိတ်တွေရွေးကောက်ကတူးတွေမှာဆိုလို့ရှိရင်မျိုးလန်းအများကြီးရှိတယ်တက်တန်းတွေကဟိုလောက်ထိအသက်ရှင်တယ်တေချာကျွန်တော်ထိန်းနေရှိတယ်250ကနေ290ကြားအထိရှိရောနော်ဟုတ်ကဲ့စနစ်တကျထိန်းသိမ်းပြီးလို့အခုအနေနဲ့ပေါ့ဒီလိုမျိုးငှက်တွေမှာရွေးရတဲ့ကြောင့်နေဘက်တွေကြားရောဘယ်လိုစီစဉ်ပေးလဲမသိဘူးဟုတ်ကျွန်တော်ဒီအခုအရန်ဝေးတဲ့နေရာဆိုတော့ကျွန်တော်မပို့ဘူးဟုတ်ကဲ့ဟုတ်ပြီးတော့ကျွန်တော်ဆိုလို့ရှိရင်ပို့ပြီးဆိုလို့ရှိရင်လည်းစိတ်ချတဲ့အရွယ်ပါအခုဆက်ဆက်2လသား3လသားဆိုလို့ရှိရင်အ
ချိန်နေကြည့်ပြီးတော့နော်ဒီလမ်းကြီးကတညာပဲအိတ်တဲ့ခကြီးလောက်ဆိုရင်ကျွန်တော်တို့ပို့ပြီးဒေတာသူတို့ရှင်းလေးမှာဒီလေးဒေတာထုတ်မယ်လမ်းမှာကလေးစားဖို့ပန်းတီးပါမယ်ဒီအစာကြောက်ဆိုလဲအစာကြောက်ပေါ့နော်အစာကောက်တဲ့အတွက်ကျွန်တော်ပန်းတီးရအကောင်းဆုံးပေါ့တချို့ပို့ပါကျွန်တော်ပြောင်းမှုနေတာမျိုးပို့တာနည်းနည်းလေးအန်တယ်ပြောင်းမှုကကြတော့ကျွန်တော်အချင်းဖောက်ပေါ့ကလေးစားအချင်းဖောက်ပြီးတော့လမ်းမှာဝင်သွားတာတွေပါဖြစ်တယ်အကောင်းဆုံးကတော့ပန်းတီးရပန်းတီးရအစာရှိစနစ်ကိုလည်းအားကောင်းလမ်းမှာပြတ်တာမျိုးရှိတယ်အဲ့ဒါလေးပို့တာဒီဆိုင်လေးဖွင့်တာဘယ်လောက်ကြာပြီလဲပေါ့နော်ကျွန်တော်ဆိုင်လေးကတော့တိတ်မကြသေးဘူးဗျာကျွန်တော်ခွဲလောက်ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်အရင်တော့ကတော့ဒီပက်ပါလိုက်ကျွန်တော် logo လေးနဲ့နော်အဲ့ဒါကျွန်တော်ဒီဘဲရော logo ကိုအရင်ပို့ပြီးချစ်လာပါတော့နော်ဘဲရော logo ဆိုတော့ဒီဘဲရောပါလိုက်ဆိုတော့ဒီ logo လေးပြောင်းပြီးတော့ဖွင့်လာတယ်နော်အခုအနေနဲ့အခုမှစမွေးမဲ့ project တွေကိုဗာလေးများအကြံဉာဏ်ပေးချင်တယ်မသိဘူးဟုတ်အခုမှစမွေးမယ်ဆိုလို့ရှိရင်ကျွန်တော်အားပေးရပါဝါနာပါတော့ငှက်လေးဝါနာပါဆိုလို့ရှိရင်တော့ဒီကျွန်တော်ဒီမှာလည်းလာပြီးလေးလာလို့ရတယ်တကယ်လို့ကိုမမွေးခင်သူတို့လေးရဲ့အကြောင်းကိုအရင်လေးလာသေးခြင်းနဲ့ပြီးလို့ရှိရင်ဒီသူတို့ကိုထိန်းသိမ်းဆောက်ရှောက်ပြီးကိုအများကြီးတွေ့ရမှာပေါ့နော်ငါပြီးတော့သူတို့တက်တန်းဗျာဟိုတခြားအကောင်လေးလိုမျိုးတက်တန်းက4နှစ်နဲ့မဟုတ်ဘူးနော်နှစ်က50 60 90ဆိုငါသူတို့တဘွားလုံးတာဝန်ယူနိုင်မလားဟုတ်ကဲ့ဟုတ်သူတို့တက်ကိုပြီးအဲ့လိုသူထိန်းသိမ်းစေးကြီးအများကြီးပေါ့နော်အခက်အခဲရတေချာလေးလေးလာပြီးတော့မှကိုနားလေလူနဲ့မေးပြီးတော့မှစပြီးတော့မွေးတာကောင်းတယ်နော်ဟုတ်ကဲ့ခင်ဗျမွေးရင်တော့ကျွန်တော်ကတော့အားပေးတယ်ကျွန်တော်တို့ဒီမှာလာပြီးလေးလာလို့ကြားတယ်တချို့ဆိုလို့ရှိရင်မက်ကောကြိုက်တယ်ဒါပေမဲ့မက်ကောကအဂရက်ဆစ်ဖြစ်တဲ့နှက်ထဲမှာပါဟုတ်ကဲ့အဲ့ဒီအတွက်ကြောင့်ဟိုလူတိုင်းမွေးလို့မတင်တော့ဘူးဟုတ်ကဲ့ဒီမှာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကြောက်ပဲကန်ဟိုဒီကောင်တွေဆိုလို့ရှိရင်အကိုခုနကကန်လို့ပြန်ပြည့်တယ်အဲ့ကျွန်တော်ဆိုလို့ရှိရင် AC ဟုတ်ကဲ့ဒီကော်ကတူးမျိုးလေးတွေမှာကြားအဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့အချင်းအပြောင်းလဲလဲရတယ်ပြီးတော့အရန်လဲလူရင်တာလူကတ်တာလူချွဲတာပေါ့နော်ဟုတ်ကဲ့ဟုတ်စကားပြောမယ်တီတီတာဆော့မယ်တောင်းညမ်းတာလူချင်းနော်ကော့ကတူးကိုဟုတ်ကဲ့ဟုတ်နည်းနည်းအဲ့လိုရှိုးနဲ့အလှဟိတ်ညံနဲ့ဆိုလို့ရှိရင်ဒီမတ်တော်တွေကပို့ပြီးတော့ခန့်တယ်ပေါ့ဈေးတန်းတွေမှာဆိုလို့ရှိရင်လည်းကိုတက်နိုင်တဲ့ဈေးတန်းအရာပေါ့နော်ငှက်သေးတွေလည်းငှက်သေးရနေစပြီးသူတို့ quality တွေ grade တွေပြီးတော့ကိုဝယ်မဲ့သူတွေလည်းတေချာအဲ့လိုမျိုးလေးပေါ့နော်ဘယ်လိုထိန်းသိမ်းဆောင်ဆောင်မယ်အသေးလေးမေးပြီးတော့မွေးတာအကောင်းဆုံးပဲဗျတုံးတောင်မသိရဲ့ငှက်အကြောင်းတွေပါသိကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီလာပြီးမေးလို့ရတယ်နော်ငှက်ဝါသနာပါရဆိုလာပြီးလေးလာလို့ရတယ်ဗျာတော်တော်များကျွန်တော်ကိုယ်တိုင်လည်းအရင်တော့အဲ့လိုဖြစ်ခဲ့ဘူးလေအရင်အားနာရတွားကြည့်ဖို့လေဟုတ်ကဲ့ခင်ဗျဟိုဘာနာဟာငါမုံရဲနဲ့တွားကြည့်ရတာဟုတ်ကဲ့ခင်ဗျဟိုဖီးတစ်မျိုးပေါ့နော်ဟိုအဲ့လိုဖြစ်တယ်ဒါအဲ့လိုမျိုးလုံးဝမဖြစ်ပါနဲ့ဟိုလာခဲ့ပါကျွန်တော်ဖိတ်ခေါ်ပါတော့နော်ငှက်လေးနဲ့ဓာတ်ပုံကြိုက်တဲ့လူလည်းတွဲရိုက်လို့ရတယ်ငှက်လေးအကြောင်းသိချင်တာရှိလို့ရှိရင်လာခဲ့ပါအကိုအနေနဲ့သူတို့လေးနဲ့ပတ်သက်ပြီးအမှတ်တရတွေများရှိတာအမှတ်တရတွေကတော့အများကြီးပါကျွန်တော်ဒီဆောင်သွားတာတွေလည်းအမှတ်တရတွေအများကြီးပြင်တော့ဆိုကျွန်တော်မှတ်ကိုမသိဘူးပေါ့နော်ကျွန်တော်ဖြစ်တဲ့ကောင်လေးခေါ်ရဲဗစကားကြည့်ရဲပကုံးကတင်ပြီးသွားရဲတကယ်တော့မလုံးတဲ့အရာတွေပေါ့နော်ကိုမသိတဲ့အချိန်ကလုပ်ခဲ့ဟိုဒီလူတွေဒီတိုင်းမှာပြောတာကောင်းအမှတ်တရတော့အစုံပဲကအဲ့တော်တော်များများပါပဲဗာသိချာအောင်မမှတ်ပြီးတော့တိုက်ခံရတယ်လက်တွေကအများကြီးပဲကိုကချစ်တော်လဲဟုတ်ကဲ့ပြီးခံချစ်တော်ပြီးခံရတယ်သူစိုက်ရည်လို့တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့ဥပမာဆိုလို့ရှိရင်သူတို့လက်သေးလေးတက်တယ်ဆိုတာကျွန်တော်လက်သေးလေးစူးရပါတော့အဲ့ဒီခံလက်ခံနိုင်မှာရမွေးမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုပြီးသူတို့သူစော့ရင်းကြည့်နေသူတို့ကတော့ကိုယ်ကြီးစိတ်တာဒါတော့ဒီနေ့ကျတော့ဒီနေ့လာတာပေါ့ဟုတ်ကဲ့အကိုဆိုင်ကိုလာမဲ့ဒီ project တွေလည်းလမ်းနေပေးပါဦးခင်ဗျဟုတ်ကျွန်တော်ဒီဆိုင်လေးကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီသင်္ကန်းကျွန်းမြေပြည်ရိတ်တာလမ်းဒီကျွန်တော်ဒီ14 15လမ်းစုံနဲ့ဆိုပို့နီးရကြသင်္ကန်းကျွန်းမြေပြည်ရိတ်တာလမ်းဒီတိတင်ကလာလမ်းမှာပေါ့နော်ဆန်နံပါတ်4မှာပါကျွန်တော်ဒီမလာခင်လည်းဖုန်းလေးကြိုပြီးဆက်လိုက်လို့ရပါဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်